policy တစ်ခုကချပြီးဟေးဆိုရင်တော့အကောင့်ထည့်ဖော်ရတာအကောင့်ထည့်ဖော်တဲ့နေရာမှာစင်ပြေသလားမပြေဘူးလားဆိုတဲ့ဥစ္စာကိုကြည့်ပြီးတော့မှအဲ့ဒီ policy ကိုလည်းတုံ့တက်ပြီးတော့မှအကောင့်ထည့်ဖော်တဲ့ဥစ္စာလည်းတုံ့တက်မှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာခွဲငိုရမ်ကတော့ professional army တို့တို့ဥတီလာတော့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါကျွန်တော်ကအရင်ကတည်းကဒီလိုမျိုး volunteer နေတော့အဆင်မပြေဘူး professional army တို့ပြောင်းရအောင်ပြီးရင်လည်းတပ်သားတွေကလည်းပဲအများကြီးမလိုပဲနဲ့စစ်တိုက်နိုင်တဲ့ဦးကြီးကိုတေးတေးချာချာလုပ်ပြီးတော့မှအဲ့လိုမျိုးထောက်ပံ့ချက်ပေးရအောင်လို့ခဏခဏပြောရတာဆိုတော့အရင်တုန်းက CBD ကဘာပြောတယ်လဲဆိုရင်တော့ standard army လုပ်မယ်တဲ့ကျွန်တော်ကသူတို့ကိုတုံ့ပြန်တာက standard army ကတော့မလွယ်ဘူးနော်အရင် professional army လုပ်ပါနော်ထောက်ပံ့ချက်တကယ်သူတို့ရဲ့စာရေးတောက်ရေးအတွက်အမခံတဲ့ဟာကိုအရင်လုပ်ပေးပြီးတော့မှပြီးမှ standard တွေဘာတွေကတွားမှာဘိုက်စာရင်းနဲ့စားစရာမရှိဘဲနဲ့ standard မဖြစ်ဘူးဆိုလို့ဆိုရင်တော့ကျွန်တော်ကပြောခဲ့တယ်အခုကြတော့ဒေါ်လာကြီးကအစကလေးကနေသဘောပေါက်မြင်ဆိုရင်တော့ခုနကျွန်တော်ပြောခဲ့တယ်လို့ပေါ့ခုကတဖြည်းဖြည်းသဘောပေါက်လာကြတယ်ကျွန်တော်ကဘာပြောတယ်လဲဆိုရင်တော့ချင်းပြဆွဲတက်ဖွဲ့လို့ရအောင်အဲ့ဒါချင်းပြဆွဲတက်ဖွဲ့မှာပဲကျွန်တော်တို့လူကိုလွှတ်ကြရအောင်အယောက်20 30 40 50လွှတ်ကြရအောင်သူတို့ကိုထောက်ပံ့ချက်ခုန9သိန်းကျွန်တော်ကတော့ဖမ်းထားတာကတော့သူတို့က9သိန်းမပေးနိုင်ရင်တောင်မှရာစင်ပေးမယ်3သိန်းပေးမယ်ဆိုရင်တော့အဲ့ဒါချင်းပြဆွဲတက်ဖွဲ့လို့ရတယ်ချင်းပြဆွဲတက်ဖွဲ့တိတန်အယောက်1000လောက်ရှိပြီဆိုရင်တော့လုံလောက်ပြီအဲ့ဒါနဲ့ငွေလေးရနိုင်မယ်ထောက်ပံ့ရေးလည်းပဲအဆင်ပြေမယ်အဲ့ဒါခဏခဏပြောတာဆိုတော့နားမလေလို့လားမကြိုက်လို့လားမသိဘူးအကောင့်ထဲမပေါ်နိုင်ဘူးဒါကတော့ဒီတစ်ခါတော့အကောင့်ထဲပေါ်ရမယ်အခုအစည်းအဝေးထပ်လုပ်တဲ့ချိန်မှာတော့တင်ပြသွားမှာဖြစ်ပါတယ်ဒါမြန်မြန်အကောင့်ထဲပေါ်ရအောင်လို့ဆိုတော့ခုန National Service အမျိုးသားတာဝန်ကိုမူဝါဒချမှတ်ပြီးတော့မှအကောင့်ထဲပေါ်တဲ့နေရာမှာအစင်မပြေမှုလေးတွေရှိတယ်ကိုက line ပေါ်မှာဟိုးလေးတစိုးဖြစ်နေတဲ့ကဲခင်ဗျားတို့ကလူကိုဖမ်းနေတယ်ဖမ်းပြီးတော့အတင်းဓမ္မစစ်သားထဲထည့်နေရတယ်လို့ကျွန်တော်တို့ပြောတယ်အဲ့ဒီထဲမှာအဆိုးဆုံးကသူတို့သားသမီးတွေကိုပြေးခိုင်းလို့သားသမီးတွေမရှိတော့လို့မိဘတွေကိုဖမ်းရတယ်ဆိုတဲ့ဥစ္စာတွေကလာတယ်ကျွန်တော်မှမိတွေ့ရတာကတော့တနေရာမှာလူတွေကိုကားပေါ်မှာတင်နေတဲ့ဥစ္စာတွေကို social media မှာအားလုံးသိပြီးသားဖြစ်တယ်အဲ့ဒီမှာsocial media တစ်ခုကကျွန်တော်ပုံကိုလည်းပဲတခါတည်းနဲ့ချိန်ပြီးတော့မှမောင်ပွေကူမင်းရဥပဒေဘွဲတွေပါရပြီးတော့မှဒီလိုပါလားဘာလူခွကြီးလဲလို့လားဒါတိတ်မှန်တာပေါ့အဲ့ဒီမျိုးနေရာမှာကတော့ဝေဖန်ရမယ်ကျွန်တော်ကအကောင့်ထဲပေါ်တာတော့မဟုတ်ပေမဲ့ကျွန်တော်က policy maker ဆိုတော့ဒါကျွန်တော်လည်းတာဝန်ခံရမှာပေါ့အဲ့ဒီနေရာမှာဝေဖန်တာတော့သူဆိုပါတယ်ခင်ဗျဆိုတော့အကောင့်ထဲပေါ်တဲ့ဥစ္စာမှာကျွန်တော်သဘောမကျဘူးဘုံရင်မကျဘူးဘလို့အကောင့်ထဲပေါ်စေချင်တယ်ဆိုရင်တော့ဟောငိုရမ်ပုံစံကိုကျွန်တော်အကောင့်ထဲပေါ်စေချင်တာဒါအမှန်ပဲအဲ့ဒီနေရာမှာလူကြီးတွေကသဘောထားမတူတာကကျွန်တော်တို့ဖာလည်းပဲသဘောထားမတူတာကအတင်းအဓမ္မနဲ့မဖမ်းထားဘူးဆိုရင်ရမှာမဟုတ်ဘူးတဲ့ဟိုးအရင်တုန်းကတော်လှန်ရေးတွေက KIA လေးလုပ်တယ်ဟို EAO တွေကလုပ်ကြတယ်လို့သူတို့ကပြောတယ်ကျွန်တော်ကဗာပြောလဲဆိုတော့မဟုတ်ဘူးနော်ဒီတစ်ခါနဲ့အရင်တုန်းကအခင်းစင်မတူဘူးအရင်တုန်းက KIO ဒီ KIA ဒီတပုံအရင်တုန်းက CNF ဒီတပုံအရင်တုန်းက KNU ဒီတပုံပဲဟုတ်လားအခုသူတို့ကတပုံမဟုတ်ဘူးပြည်သူတပ်မတော်ဖြစ်သွားပြီပြည်သူတော်လှန်ရေးမှာတခါတည်းနဲ့ဝင်ပါတဲ့အတွက်ပြည်သူတပ်မတော်တွေဖြစ်ကြပြီအဲ့ဒါပြည်သူတပ်မတော်ကဟမ်ဖို့ပါဖို့တော့အစင်မပြေဘူးအဲ့ဒီတုန်းကခမရတို့ကိုမကြိုက်ဘူးလေလူတွေကပြည်သူလူထုကမကြိုက်ဘူးလေအဲ့ဒီချိန်တုန်းက EAO တွေတော်လှန်ရေးသမားတွေကိုတော့တပုံလို့တတ်မှတ်ပြီးတော့မှဘသူမှစစ်တပ်ထဲမဝင်ချင်ကြဘူးအဲ့ဒါကြောင့်ဖမ်းတာကြောက်လို့ဝင်ကြတာနော်အဲ့ဒါသူတို့က EAO တွေသဘောပေါက်ဖို့တဲ့လို့တယ်ခုကမဟုတ်ဘူးပြည်သူတော်လှန်ရေးဖြစ်သွားတဲ့အတွက်ဖမ်းစရာမလိုတော့ဘူးအဲ့ဒါတွေရဲ့သဘောတရားကိုတို့က EAO တွေကတခါလဲနားမလည်ဘူးပြည်သူတော်လှန်ရေးဖြစ်တဲ့အတွက်ပဲပြည်သူတွေကဟေးငါတို့တာဝန်ဖြစ်တယ်ဆိုပြီးတော့မှအခုက National Service Policy ဆိုတာအမျိုးသားတရားရဲ့တာဝန်ဘူချောင်းဆန်းပြောတယ်လေတိုက်ချင်မတိုက်ချင်ဝင်တိုက်ရမယ်လို့ပြောပြီးသားဘူချောင်းဆန်းမိတ်ကူကိုကြည့်တိုက်ချင်မတိုက်ချင်ဝင်တိုက်ရမှာဒါတာဝန်ပဲဆိုတော့အဲ့ဒါတာဝန်ကခုကတီးပြီးပြီ
အဲ့တော့ဒီနေရာမှာကျွန်တော်ဖမ်းတာတို့စီးတာတို့ကကျွန်တော်သဘောမကျဘူးအဲ့ဒီပုံမှာသဘောမကျဆုံးကတော့မိဘတွေကိုဖမ်းတာဒါကိုအထက်ကလည်းပဲကိုဟာကိုဝေဖန်ရမယ်ချင်းတဲ့ကောင်စီအမှားလုပ်တယ်ဆိုရင်မှားတယ်ဆိုလို့ဥစားတော့ပူစကိုစုံမှာလည်းပြောရရမယ်နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့မှားတဲ့ဥစားကတော့ဆောင်းအောက်မှာဖုံးကြည်ပြီးမှားတဲ့ဥစားကတော့ခါရဲနဲ့လှမ်းဆိုတဲ့ဥစားကျွန်တော်လက်မခံနိုင်ဘူးအဲ့ဒီဥစားပြည်သူတော်လှန်ရေးမဟုတ်ဘူးအဲ့ဒါအစုအဖွဲ့ရဲ့ spirit မကောင်းဘူးချင်းပြည်ကြမ်းမှာမဟုတ်ဘူးအဲ့တော့ချင်းပြည်ကြမ်းမှာဖွင့်အတွက်တော့ကျွန်တော်ချင်းတဲ့ကောင်စီကချင်းပြည်ကိုဥဆောင်နေတာဥဆောင်တဲ့သူကကိုယ့်ရဲ့အဖွဲ့အစည်းအားနဲ့ချက်ကတော့ကျွန်တော်မပြောချင်ဘူးနော်သူများအားနဲ့ချက်ကျွန်တော်မပြောဘူးအားနဲ့ချက်ဆိုတာတစ်ခါပြောမယ်မလုံနိုင်တဲ့ဥစ္စာကိုမင်းမလုံနိုင်ကောင်းလားဆိုပြီးတော့မှအဲ့ဒါအားနဲ့ချက်မကောင်းတဲ့အချက်ကတော့လုံနိုင်ရတဲ့နဲ့မလုံချင်မဲနဲ့လူမိုက်လုံတာအဲ့ဒီဥစ္စာကိုကျွန်တော်ဝေဖန်ရမှာဆိုတော့မိဘတွေကိုဖမ်းတယ်ဒါရအမှန်ကမဲဆိုတော့တကယ်တမ်းကျတော့ဖမ်းတယ်လို့ဘာဖြစ်လို့ဖြစ်သွားတယ်လဲဆိုရင်တော့နေရာတနေရာပေါ့ဥပမာကျွန်တော်တို့ရဲ့ချင်းတဲ့ကောင်စီအောက်မှာဒေသန္တရတပ်ဖွဲ့တွေက19ဖွဲ့ရှိတာကို CNF မပါဘဲနဲ့19ဖွဲ့ရှိတယ်19ဖွဲ့ထဲမှာဟွမ်ငိုရာပါဝင်ပေါ့ဟွမ်ငိုရာကမှအကောင့်တွေပေါ်တဲ့နေရာမှာ National Service Policy ဟဲ့တောင်မှဘူနုညံ့တိမ်မွေးပြီးတော့မှတခါတည်းနဲ့အကောင့်ထည့်ပေါ်တာအဲ့လိုမျိုးကိုကျွန်တော်တို့ကစံပြတ်နေနေထားရမှာကြံတဲ့နေရာကတော့ကျွန်တော်နေရာတော့မပြောဘူးပေါ့နော်ဘယ်ဒေသန္တရလဲဆိုတာကျွန်တော်မပြောရဘူးအဲ့ဒီဒေသန္တရအဖွဲ့တစ်ဖွဲ့မှာကတော့နှစ်ဖွဲ့တို့မှာကြတော့ဘယ်လိုလုပ်တယ်လဲဆိုရင်တော့ဒါလူတွေကိုဖမ်းလူငယ်တွေကိုဖမ်းတာပေါ့အဲ့ဒီလူငယ်တွေကိုဖမ်းတာကတော့ပြဿနာမဟုတ်သေးဘူးအဲ့တော့သူတို့ကဖမ်းလို့ပူစင်ပြမဲလို့ဖြစ်လို့အဲ့ဒီဒေသန္တရအဖွဲ့ကဖမ်းတာပဲဖြစ်မှာပေါ့ဟောငုံတော့ကတော့ဖမ်းလို့အစင်မပြေဘူးအဲ့လိုမျိုး policy နဲ့ဆွဲဆောင်တာပူကောင်းတယ်ဆိုတော့သူတို့အောင်မြင်သွားပြီဆိုတော့အဲ့ဒီလူငယ်တွေကိုဖမ်းတဲ့ကိစ္စအထိတော့ကျွန်တော်ကပြစ်မတင်ပါဘူးနော်ဖမ်းပြီးတော့မှလွှတ်တင်တဲ့ဥစ္စာပြန်လွှတ်ရမှာတို့ policy နဲ့မကိုက်ညီလို့ဥစ္စာပြန်လွှတ်ရမယ်ကိုက်ညီလို့ဥစ္စာထည့်ရမယ်ကိုက်ညီပြီးတဲ့ဥစ္စာကိုတော့မိဘတွေကဘယ်လောက်ပဲလာတောင်းပေးမှာမဟုတ်ဘူးကျွန်တော်လည်းပေးမှာမဟုတ်ဘူးအပြတ်သားပြောရဲမယ်နော်ပြောရဲတယ်တော့တို့သားသမီးတွေကိုထွေးပြီးခိုင်းလို့လားမသိဘူးသူတို့ဟာသူတို့ထွေးပြီးသွားလို့လားမသိဘူးအဲ့ဒါမိဘတွေကိုတာဝန်ယူခိုင်းဖွင့်အတွက်ကျွန်တော်တို့မိဘတွေကိုဒီဌာနချုပ်ကိုသူတို့ခေါ်လာကြတယ်နော်အဲ့ဒါဟိုကမဖုံးရဘူးနော်ဤဆောင်ရီထဲမှာဤပေါက်တယ်ဆိုရင်တော့ပေါ်မှာဖုံးရဘူးဒါကျွန်တော်တာဝန်ခံပဲကျွန်တော်တာဝန်ခံရမှာဆိုတော့မိဘတွေကိုတော့လှုပ်ပါလို့ဒါလူကြီးတွေကလည်းလှုပ်ချင်ကြပါတယ်နော်အဲ့ဒါပြန်လှုပ်အခုတော့ပြန်လှုပ်လောက်ပြီထင်တယ်ဆိုတော့အဲ့ဒီပြန်လှုပ်ပြီးပြီဆိုရင်လည်းပဲပြည်သူတွေကလည်းကျွန်တော်တို့ကိုလာပြီးတော့မှမဝေဖန်နဲ့တော့တို့လှုပ်ပြီးပြီ sorry နော်တောင်းပန်ပြီခွတ်တယ်လှုပ်ပြီးပြီဆိုတော်ပြီပေါ့လူထုတွေကလည်းမင်းတို့ကအဲ့ဒါလှုပ်ခဲလို့ငါတို့ကမလှုပ်ချင်ဘူးအဲ့ဒါမလှုပ်ရဘူးဆိုတော့လှုပ်ပေးပြီးသားမိဘတွေကိုလည်းကျွန်တော်တောင်းဆိုချင်တယ်မိမိရဲ့သားတွေကိုလေ National Service Policy ပြည်သူတော်လှန်ရေးဖြစ်တဲ့အတွက်ပြည်သူကပဲတာဝန်ယူရမှာပေါ့ကျွန်တော်တို့ကအလုပ်လုပ်တာပါဆိုတော့ပြည်သူလူထုမစိုက်တော့ဘူးဆိုရင်အဲ့ဒါဆိုတော်လှန်ရေးရက်တော့မယ်လေစိုက်မလားကဲကျွန်တော်ကပြောမယ်ပြည်သူလူထုတွေကစစ်လက်မတိုက်ချင်တော့ဘူးဘာရင်းကလေသူတို့တာသမီတွေကိုလည်းပဲတတ်ထဲမှာမထည့်ချင်ဘူးဆိုရင်အဲ့ဒါဆိုရင်ရပ်ပြီးတော့မှမင်းအောင်လှိုင်အောက်မှာပြန်ဝင်မလားအဲ့ပြည်သူလူထုစဉ်းစားအဲ့ဒါကြောင့်ဖက်ကိုကျွန်တော်ပြောချင်တယ်ကျွန်တော်တို့အကောင့်ထဲပေါ်တဲ့သူတွေကိုလည်းပဲကျွန်တော်ဝေဖန်ခြင်းတယ်လို့ပြည်သူလူထုတွေကိုလည်းကျွန်တော်ဝေဖန်ခြင်းတယ်ကိုတာသမီတွေကိုထုတ်ပေးလိုက်ပါကျေးဇူးပြုပြီးတော့မှဒါတူတောင်းကျွန်တော်တောင်းအခုကျတော့မိဘတွေကလည်းမလှုပ်ပေးချင်လို့ဟွာလဲလာဖမ်းအဲ့ဒါအပြန်ဟာကိုကျွန်တော်နားလေရမယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကိုပဲ National Service Policy လုပ်တဲ့သူကျွန်တော်အပါဝင်အကောင့်ထဲပေါ်တဲ့သူတွေကိုပဲအပြစ်မတင်ပါနဲ့ကိုဟာကိုလည်းအပြစ်တင်ရမယ်အဲ့ဒါကြောင့်ပြည်သူလူထုတော်လှန်ရေးဖြစ်တဲ့အတွက်ဘယ်သူကိုမှအပြစ်တင်လို့မဖြစ်ဘူးအဲ့ဒါလုံနီးလုံဟာမပြီးပြင်းတဲ့ဥစ္စာတွေကိုပိုကောင်းတဲ့ဥစ္စာတွေကျွန်တော်တို့ပြောင်းရမယ်ဆိုတော့ဒီနေ့ကဖော်ငရမ်ကိုစလေလာထိုင်လို့တော်သေးတယ်သူတို့ဘလို့အကောင့်ထဲပေါ်ခဲ့တယ်လဲဆိုတဲ့ဥစ္စာကိုပဲကြည့်ပြီးတော့မှတွဲအောင်ကျွန်တော်တို့မရာကတော့အခုချိန်ထိ very good ပဲ CDF မရာကြတော့ဖော်ငရမ်ပုံစံပဲနော်အများကြီးလဲကျွန်တော်တို့ကမဆူဆောင်းနိုင်သေးပါဘူးအခုကဆူဆောင်းလိုက်ပြီအတာတကြီးလဲနဲ့ကျွန်တော်တို့ကောင်စီလူကြီးတွေကတွားပြီးတော့မှကျေးဇူးပြုပြီးတော့ဖရားတရားနဲ့သူတို့တွားတဲ့ခါကျတော့
ဖះတရားတော့လူကိုနိုင်တယ်နော်အကျန်းကြီးကတော့လူမနိုင်ဘူးမြောက်လှိုင်ကကျန်းကြီးနဲ့လို့တော့လူမနိုင်တော့ဘူးလေအခုကဓမြဆိုးရဖြစ်တော့မြောက်လှိုင်ကဆိုတော့မင်းအောင်လှိုင်လုတ်တဲ့ဥစ္စာကိုတော့မလုတ်ကြပါနဲ့လို့ကျွန်တော်ကပြည်သူလူထုရောကျွန်တော်တို့ကိုဟာကိုအကြံပြုခြင်းနဲ့တိုက်တွန်းခြင်းနဲ့မြောက်လှိုင်ကမအောင်မြင်ဘူးလေဆိုတော့ကျွန်တော် CDF မရာကိုကျွန်တော်ဥပမာပြောမယ်ကျွန်တော်တို့ကတော့ကော့စပယ်လို့ပေါ့ကွာအခုတော့ခရုစိတ်လို့ရတာအမှန်မှကျွန်တော်တို့ကိုတိုင်အကြည့်ကြီးတွေကအခုမြေပြင်ကိုတွားပြီးတော့မှမိဘတွေကိုတရောင်းစားလို့တွားတောင်းပိုင်ရမယ့်အချိန်ရောက်နေတယ်နော်အဲ့ကျွန်တော်ပြောတာအဲ့ဒါတချို့လူတွေကအောင်ဝေကုန်းမင်းပြောလို့ဆိုတာထီရောက်မှာမဟုတ်ဘူးတဲ့ကျွန်တော်တကယ်ချင်းတွေကဟာမရမယ်တဲ့ဟာဒုက္ခပါပဲဟောငိုရမှာလှုပ်တိုသေးတယ်စီတဲ့မရာတခုထဲဆိုရင်တော့ဇုံမှမဟုတ်ပြန်ဘူးဆိုတော့ထမ်းတာကတော့အကောင်းဆုံးမဟုတ်ဘူးဒါအကောင်းဆုံးမဟုတ်ဘူးလှုပ်တာကတော့အပြစ်မဟုတ်ပဲမဲ့အကောင်းဆုံးဥစ္စာကိုရွေးချယ်အောင်ဒါမိဘတွေကိုတော့တစားခံနေတော့ဖမ်းတာစီးတာတို့ကတော့ဒါကတော့လှုပ်တာကမှားပါတယ်တော့တော်ရွေးချက်ကတော့မှန်တယ်လှုပ်တာကမှားသွားပြီဆိုတဲ့ဥစ္စာကိုလည်းကျွန်တော်ပြောချင်တယ်ဆိုတော့ကျွန်တော် CDF မရာနဲ့ MDF ကိုကျွန်တော်နှိုင်းယှဉ်ကြည့်မယ်ကျွန်တော်တို့အတာတကြီးလေးနဲ့ကျွန်တော်တို့ထိန်းချုပ်တဲ့နေမြေမှာတွားပြီးတော့မှလူကိုဆူဆောင်းလိုက်ပြီးဝမ်းမြောက်ဝမ်းသာနေပေါ့နော်ဆိုတော့ပူဇော်တို့လူတို့တော့ကျွန်တော်တို့ကလက်ခါ9သိန်းတော့ထောက်ပံ့ကျတော့မပေးနိုင်တော့ဘူးနဲ့ထူတယ်3သိန်းလောက်တော့ပေးနိုင်အောင်တော့ကျွန်တော်တို့လည်းစူးစမ်းဖို့လိုမယ်ဆိုတော့ငွေကရှိပါတယ်ဖြစ်ချင်တယ်ဆိုငွေကရှိတယ်မပေးချင်လို့ဒါမပေးချင်တာကကျွန်တော်တို့လူတဲ့ပုံစံမှမှလို့မပေးချင်တာပြည်သူလူထုတွေကလည်းနားလေတယ်အဲ့ဒါကျွန်တော်တို့ကလည်းပဲကိုယ့်အကိုစဉ်းစားဖို့လည်းလိုတယ်ဆိုတော့ MDF တွေကဘလို့စုဆောင်းတယ်ဆိုရင်တော့လူငယ်တွေပွဲလုံနေတဲ့ချိန်မှာတခါတည်းနဲ့အေးနဲ့ပေါင်းပြီးတော့ဥပလိုက်ရောလုပ်နေတဲ့ခါကျလူငယ်တွေနဲ့ကြောက်ကစားဖြစ်ပြီးတော့မှတိုက်မြေခိုက်မြေဆိုပြီးတော့မှလူများလဲဒီဖက် MDF နဲ့ AA ရလဲဟိုဖက်ဆိုတော့ပြစ်မဲ့ခတ်မဲ့မင်းတို့စန္ဒပြတ်လာရင်မင်းတို့ကိုပြစ်မဲ့ဆိုပြီးတော့ MDF နဲ့ AA ကလည်းဒီမှာစင်တဲ့ဒီဖက်လူငယ်အဖွဲ့အစည်းတွေကလည်းကချမဲ့ဆိုပြီးတော့မှသူကတော့ဆက်လက်ရဲနဲ့မှာလှုပ်ပေးမယ်ဆိုပြီးတော့မှဆက်လက်ရဲနဲ့နောက်ဆုံးလှုပ်ပေးရမယ်ဆိုပြီးလူငယ်တွေကတောင်းဆိုနေတယ်ဒီနေရာမှာမကောင်းတာတခုကိုကျွန်တော်ပြောမယ်ကျွန်တော်တို့အားလုံးလည်းချင်းပြည်မှာစစ်တပ်စုဆောင်းနေတဲ့ National Service Policy အကောင့်ထဲပေါ်တဲ့သူတွေ CBO CCO ကျွန်တော်ပြောမယ်နော်ဒါ CBCC ဆိုတာကျွန်တော်အခုကတိတ်စိတ်ဝင်စားတော့ဘူးဖလမ်တိုက်ပွဲမှာမြောင်ထိုင်တဲ့ဥစ္စာတွေကိုတိုက်နိုင်ဖို့ပဲဒါကျွန်တော်ကစိတ်ဝင်စားတယ်ပြီးရင်စကားစဟာခါကနေဟိုထန်တလန်ကနေဟိုတိတိကနေဟိုမောင်းထုတ်နိုင်တဲ့သူကိုပဲကျွန်တော်ကသူ့ဆိုတယ်အရင်တော့ကတော့ CC ကမောင်းထုတ်နိုင်တယ် CBR မှာအဲ့ဒါစိတ်ဝင်စားတော့ဘူးဖြစ်နိုင်ရင်တော့ CBR လည်းပဲအကုန်လုံးမောင်းထုတ်ပြနိုင်ရင်တော့ကျွန်တော်ကျေးဇူးတင်ပါကျွန်တော်တို့တပ်ပဲ CBR လည်းကျွန်တော်တို့တပ်မတော်ပဲအဲ့လိုပုံစံမျိုးကျွန်တော်တွားချင်တာခြေနေကကျွန်တော်တို့က last ဟိုဗာလေးစင်ပေးလာတာဆိုတော့ MDF က CB အဖွဲ့ဝင် MDF ကဘာပြောတယ်လဲဆိုရင်တော့ကျင်းကချက်ထုတ်တယ်ဘယ်လိုထုတ်တယ်လဲဆိုရင်တော့ဖမ်းတဲ့ခါကျတော့တို့ကအကာအကွယ်နေတဲ့ကျင်းကချက်ထုတ်လိုက်တော့စကားစကိုတိုက်ဖို့ရတာတွေ့စစ်တပ်မလုံလောက်လို့ဆိုပြီးတော့မှအကြောင်းပြလိုက်ရင်တော့ပြီးတဲ့ဥစ္စာကိုလေတို့ကဗီဇကပေါ်လာတာရန်သူအမျိုးမျိုးမှကာကွယ်နိုင်ဖို့ဆိုပြီးမှတဲ့တယ်ဘာရန်သူမျိုးတော့ပါလဲအဲ့ဒါလေစီးရဲမလားပြောရှင်နေတာလားမသိဘူးကျွန်တော်တို့ချင်းလက်ကောင်စီ CC တပ်ဖွဲ့ပြောရှင်တာရန်သူအမျိုးမျိုးတဲ့ရန်သူအမျိုးမျိုးမရှိပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့စီးရဲမလားကတော့ကျင်ညာချက်ထုတ်တယ်ဘာရန်သူအမျိုးမျိုးမှမရှိဘူးလို့ CDF မရာအတွက်စာကစားမှပါကျွန်တော်တို့တုံ့ပြန်လိုက်တာအဲ့တော့ CBD ကိုလည်းကျွန်တော်သတိပေးခြင်းတယ်မင်းတို့တော့ဆိုင်ပြောမယ်နော်မင်းတို့အဖွဲ့ဝင်ဖြစ်တဲ့ MATC MDF ကစစ်တပ်စုဆောင်းတဲ့အချိန်မှာရန်သူအမျိုးမျိုးကနေကာကွယ်ဖွင့်ရအတွက်ဆိုတဲ့ဥစ္စာကိုဘာလို့ဆိုလို့တလဲလို့သူတို့ကိုပေးပါအဲ့ဒါ CBR တာဝန်ခံရမှာဆိုတော့ရန်သူအမျိုးမျိုးဆိုတာစကားစကိုမတိုက်ပဲနဲ့ငါတို့လာတိုက်ဖို့ပြင်းနေပြန်ပြီလားအဲ့ဒါမျိုးစိတ်တက်ကပြည်သူလူထုတွေကလည်းအဲ့ဒါမကြိုက်တာနော်ဆိုတော့အဲ့လိုမျိုးစိတ်ဓာတ်နဲ့တော့ National Service Policy ကိုအကောင့်ထဲမပေါ်ကြပါနဲ့စကားစကိုတိုက်ဖို့အတွက်ပဲအကောင့်ထဲပေါ်ကြပါအကောင့်ထဲပေါ်တဲ့နေရာမှာအနုညံ့ဆုံးအသိမ်မွေ့ဆုံးအကောင့်ထဲပေါ်ကြပါဆိုတဲ့ဥစ္စာကိုဒီနေ့အဲ့ဒီကိုကျွန်တော်တိုက်တွန်းရင်းကျွန်တော်အဆုံးသတ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်